မေကွန်းတစ်ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့သည့်နိုင်ငံကိုရွေးချယ်ပါအဖြေမှန်နီပေါ်မေကွန်းနှစ်ဗုဒ္ဓမြတ်စွာဘုရားရှင်ဤမေတော်မှာမည်သူဖြစ်သနည်းအဖြေမှန်မာယာဒေဝီမေကွန်းသုံးဗုဒ္ဓဘုရားရှင်ကိုဖွားတော်မူပြီးကွက်လက်ရဲ့အကြာတွင်ဘုရားရှင်ဤမေတော်ကွယ်လွန်ခဲ့သည်အဖြေမှန်9ရက်မေကွန်းလေးဗုဒ္ဓဘုရားရှင်သည်ဝါတော်ကွက်လက်တွင်ပြိဋိဘံဆံတော်မူခဲ့သည်အဖြေမှန်45ဝါမေကွန်း5ဗုဒ္ဓမြတ်စွာဘုရားရှင်သည်ကွက်လက်လပြည့်နှင့်အာယုံတက်ချိန်တွင်တပညုတဉဏ်တော်ကိုရရှိခဲ့သည်အဖြေမှန်ကတ်စုံလပြည့်မေကွန်း6တိဋ္ဌထမင်းသားသည်မြည်သည့်အရွယ်တွင်ရသောဒရာနှင့်ထိမ်းများလက်ထပ်ခဲ့သည်အဖြေမှန်16နှစ်